H1 300ရဲ့ကျွန်တော်တို့ဒီနေ့အားသာကြတဲ့အားနည်းချက်ကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်တယ်မင်္ဂလာပါကျွန်တော်တော့ဒီဇက်ကကိုအောင်စရာမိုးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်လူကြီးမင်းတို့ကို H1 300ရဲ့အားသာချက်နဲ့အားနည်းချက်နှမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘောနော်ပထမဆုံးအချက်အနေနဲ့ဝယ်သူတိုင်းစိတ်ကြည်နေစေမယ့်အချက်ဖြစ်တယ်အဲ့ဒါကတော့ဈေးနှုန်းသက်သာမှုသူ့ရဲ့အားသာချက်ကပထမဆုံးတစ်ချက်ဈေးနှုန်းသက်သာမှုဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့တဲဆောင်လွယ်ကူတယ် size အဖြစ်တိတိလေးဖြစ်တယ်ကျွန်တော်တို့ခရီးသွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အိမ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအပ်တဲ့နေရာကိုအလွယ်တကူကျွန်တော်တို့ယူဆောင်သွားလို့ရတယ်ကျွန်တော်တို့နံပါတ်3အချက်ကတော့ချိတ်ဆက်မှုပုံစံအမျိုးမျိုးရတယ်သူကကျွန်တော်တို့ဒီ projector ရဲ့ Wi-Fi ကို direct ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ YouTube နဲ့ဒီ application မျိုးစုံပေါ့နော်ကျွန်တော်ဒီ Google Play Store ကနေ download ဆွဲပြီးတော့ Wi-Fi နဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရမယ်ကျွန်တော်တို့ Bluetooth နဲ့လည်းချိတ်ဆက်ပြီးအသုံးပြုလို့ရမယ်ကျွန်တော်တို့ဒီ phone နဲ့ projector နဲ့ကို direct ချိတ်ပြီးတော့အသုံးပြုလို့ရတယ်ဒီ MI ပေါက်လည်းပါတာဖြစ်လို့ကျွန်တော်တို့ဒီ laptop တို့ဒီ black box တို့နဲ့လည်းအလွယ်တကူချိတ်ဆက်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်တယ်ကျွန်တော် USB အပေါက်လည်းပါတော့ကျွန်တော် memory stick နဲ့လည်း direct ချိတ်ဆက်ပြီးအသုံးပြုလို့ရမှာဖြစ်တယ်ကျွန်တော်တို့ဒီအလင်းရောင်နဲ့ပုံအရေးအသွေးရတော့ကျွန်တော်တို့သူကပေါ့နော်920p ပါပြီးတော့ကျွန်တော်တို့ 1080p နဲ့ကျွန်တော်တို့ 4K အထိကိုသူက support လိုက်ပေးတယ်ကျွန်တော်တို့ဒီ Android ဆန်နဲ့ပါပြီးတော့ကျွန်တော်တို့ဒီအခမဲ့ပေါ့နော်ကျွန်တော် application တွေကို download လုပ်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်အားနည်းချက်အရာပြောပြရမယ်ဆိုရင်သူ့မှာ battery မပါဝင်ဘူးပေါ့နော်ကျွန်တော်တို့ဒီ direct ချိတ်ဆက်ပြီးအသုံးပြုရတာဖြစ်တဲ့အတွက်ကျွန်တော်တို့မီးပြတ်တဲ့အခါမျိုးမှာတော့ကျွန်တော်တို့အခက်တွေ့နိုင်ပါတယ်ခင်ဗျနံပါတ်2အချက်ကတော့အားနည်းတော့အလင်းပြန်မှုကျွန်တော်တို့အလင်းရောင်နေတဲ့နေရာမှာပဲသူကပုံအရေးသွေးကောင်းမွန်ပြီးတော့သူပြင်ပအလင်းရောင်ပေါ့အရမ်းများတဲ့နေရာမျိုးမှာဆိုရင်ပုံအရေးသွေးမှာကျွန်တော်တို့ကြည့်ရတာနည်းနည်းအာရုံစိုက်ရမှုများလိမ့်မယ်ကျွန်တော်တို့အလင်းရောင်အားနေတဲ့နေရာမျိုးမှာဆိုရင်တော့ကြည့်ရတာလုံးဝ perfect ဖြစ်တယ်သူကပေးရတဲ့ဈေးလုံးနဲ့တော့လုံးဝကိုကွက်တိပေါ့နော်ကွက်တိထက်ပို့ပြီးတော့ကျွန်တော်တန်တယ်ပဲပြောရမယ်ကျွန်တော်နောက်တစ်ချက်ပေါ့နော်သူ့မှာအတန်ထွက်အပိုင်းပေါ့နော်သူက built-in speaker ပါတယ်ဒီတော့ speaker အတန်းတော့ပေါ့နော်ကျွန်တော်တို့တိုးလိုက်မယ်ကျွန်တော်တို့ဒီ projector ရဲ့ဘေးနားမှာကြည့်ရင်တော့ပေါ့နော်ကျွန်တော်တို့ကောင်းမှမကြားရတယ်ကျွန်တော် projector တနေရာမှာထားပြီးလူကအဝေးတနေရာနေကြည့်မယ်ဆိုရင်တော့ဒီ speaker ဘိုင်းနဲ့ပတ်သက်ပြီးတော့အတန်းနဲ့တိုးလိုက်မယ်ဒီက Bluetooth speaker တော့မဟုတ်အခြားအပြင် speaker တစ်ခုနဲ့ချိတ်ဆက်ပြီးအသုံးပြုမှဆိုရင်တော့ပိုပြီးအဆင်ပြေလိမ့်မယ်သူက power bank နဲ့တော့သုံးလို့ရတယ်ဒါပေမဲ့သူမှာ power bank ကနေပြီးတော့ output မှာကျွန်တော်တို့43 watt လောက်ကိုပေါ့နော် support ပေးတယ်ဆိုရင်တော့ကျွန်တော်တို့ power bank နဲ့သုံးလို့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဈေးကွက်တွေမှာ power bank နဲ့ချိတ်ဆက်ပြီးအသုံးပြုဖို့အတွက်ဒီ projector နဲ့ဒီ power bank နဲ့ချိတ်ပြီးတော့သုံးတယ်ကျွန်တော်ဒီအားသွင်းကြိုးကတော့ရှားတာခက်တယ်ခင်ဗျ